ဒီကနေ့တော့သူများရေ TikTok မှာအရန်ကမှ trend ဖြစ်ပြီးတော့လူပြောများနေတဲ့ Manly တောင်ပေါ်ကိုတွားရောက်ပြီးတော့မှတိမ်ပင်လေးကြည့်မှာပဲဖြစ်ပါတယ်တကယ်ပဲတိမ်ပင်လေးဖြစ်မလားဒါမှမဟုတ်ရင်လူပင်လေးပဲဖြစ်နေမလားဆိုပြီးတော့မှတည်ချင်စိတ်နဲ့မနက်ခင်းအစော4နာရီထိုးထပြီးတော့မှထွက်ရပါတယ်တောင်ပေါ်ရောက်တော့9နာရီခွဲနေပါပြီမနက်ကင်းစောထားလို့ဘိုက်တွေရင်းဆောင်လို့ဆိုပြီးတော့တောင်ပေါ်မှာရှိတဲ့3000နဲ့မွေးနာပဲဖြစ်ပါတယ်အဲ့ဒါလေးကိုစားလိုက်ပါတယ်တောင်ပေါ်တက်တဲ့ချိန်မှာအဲ့မှာအရန်ကိုမှ view တွေအရန်လာတယ်အောက်မှာမီးရည်နဲ့တကယ်ကိုတော်တော်ကိုလှပါတယ်တိမ်ပင်လေတွေ့ရခြင်းမတွေ့ရခြင်းဆိုတော့အခုဒီမှာမြင်ရတဲ့ view တွေကိုကြည့်ရတကယ်ကိုအရန်မိုက်နေပါတယ်တိမ်ပင်လေဖြစ်မလားမဖြစ်မလားခဏနေစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါလေးကတော့နေလေးနဲ့ထွက်လာပြီပေါ့နော်နေလေးနဲ့ထွက်လာတော့result ကတော့တိမ်ပင်လည်းမဖြစ်တော့ဘူးထင်ပါတယ်လူတွေကလည်းအရန်မှများနေရဆိုတော့နေရာမရရအောင်လို့ဥထားတာပါဒါနေရာဦးနေနဲ့ကိုပီနာမှာလူသိမ့်မများတဲ့အချိန်မှာသူတို့လည်းနေရာဦးနေကြရပေါ့နော်ကိုလည်းအရင်ဆုံးရောက်ပြီးတော့မှနေရာလေးဥထားလိုက်ပါတယ်ဥပြီးတော့တိမ်ပင်လည်းဖြစ်မလားမဖြစ်ဘူးလားဆိုပြီးတော့မှ final result ကိုစောင့်ကြည့်နေပါတယ်ဒီမှာတော့ဒါနေစပြီးထွက်လာပြီဆိုတော့တိမ်ပင်လည်းဟိုလိုပြီးတော့မဖြစ်ပါဘူးဒါပေမဲ့မြင်ရတဲ့အတိုင်းပဲရှူကင်းကတော့တော်တော်လေးလာပါတယ်မြူလေးပါလေးလည်းငမပါတော့ရှိရပါတော့နော်တကယ်တော်တော်လေးတော့လာပါတယ်အဲ့နဲ့ဖျားလေးပါလေးဖူးပြီးတော့ဟိုရှောက်ပဲဒီရှောက်ပဲကြည့်ရပါတော့နော်အဲ့မှာတဖြည်းဖြည်းလူရတဖြည်းဖြည်းနဲ့များလာပြီးတော့လူပင်လည်းဖြစ်လာပါတယ်အဲ့နဲ့မန်လေးတောင်တိုင်းဒီမန်လေးမှာအမြဲတမ်း mirror selfie ဆွဲဖြစ်ပါတယ်နေလဲထွက်လာပြီဆိုတော့ဒါမန်လေးတောင်ပေါ်ကနေတော့မြင်ရတဲ့ရှူခင်းလေးဖြစ်ပါတယ်အရန်ကိုလှတယ်ညမောင်နေတဲ့အချိန်မှာလည်းအရန်လှလို့မျိုးလင်းသွားတဲ့အချိန်မှာလည်းအပေါ်ကနေမှအောက်ကိုကြည့်ရတဲ့ရှူခင်းကတော်တော်လေးလှပါတယ်